က်စီးသေးပေါ့တက်ရကြီးပါ တက်ကြီးနေကိုသားသားမစောပြတာဘယ်လောက်ရှိပြီလဲတစ်နှစ်နီးပါးရှိပြီနော်โอ้ မနိုင်တော့ ကျန်နော်ဒါတော့မနိုင်တော့ဘူးပေါ့နော် တက်ကြီးမလို့များတော့ တစ်နှစ်ကိုတစ်ခေါက်နီးပါးလောက်ပဲစောဖြစ်တာစကေးရတယ် အခု ရှုပ်လို့မရဘူးနော် လေးရဲ့အချက်လက်လေးနည်းနည်းလောက်ပြောပြပါ ပါလိမ့် အာ ကျွန်တော်ကကိုတော်စီမရောက်ပြတော့ဆိုင်ပဲနော်ဒါပေမဲ့ကိုင်းရောက်တော့ကိုတော်လာတာပေါ့နော်ဒါလေအဲ့ဒါချိန်ကကျွန်တော်စတတ်မှာပေါ့မြန်မာပြည်သားထဲမှာထိုင်းမှာနံပါတ်1တည်းရေရနေတယ်ကိုတော်ပေါ့နော်အဲ့ဒါလည်းမကတာဖြစ်တာပြက်စီးသေးပေါ့တက်ရကြီးပါ တက်ကြီးနေကိုသားသားမစောပြတာဘယ်လောက်ရှိပြီလဲတစ်နှစ်နီးပါးရှိပြီနော်โอ้ မနိုင်တော့ ကျန်နော်ဒါတော့မနိုင်တော့ဘူးပေါ့နော် တက်ကြီးမလို့များတော့ တစ်နှစ်ကိုတစ်ခေါက်နီးပါးလောက်ပဲစောဖြစ်တာစကေးရတယ် အခု ရှုပ်လို့မရဘူးနော် လေးရဲ့အချက်လက်လေးနည်းနည်းလောက်ပြောပြပါ ပါလိမ့်